ကြဖို့မဖြစ်နိုင်တဲ့အခါခွေရမယ့်ကိစ္စခဏမေးထားဒီနေ့တော့ဝေးရမယ်ဒီလမ်းဆုံးလေးမှာ baby မေးခွေလေးတဲ့ခဏလောက်ဝေးပတ်ထားပါတကယ်ဆိုရင်တည်းမြဲမင်းပဲရှိအောင်ငါဒီလိုဆုံးလိုက်ခွေလေးခဏဒီပြောပြီးရင်နဲ့တော့ဒီချိန်ကန်ချင်မှာ